95ကြိမ်မြောက်တောင်သူနီးပညာပေးဆွေးနွေးပွဲကိုဇန်နဝါရီလ3ရက်နေ့ကနေပြီးတော့ဇေယျသီရိမြို့နယ်ရေစင်းရှိစိုက်ပျိုးပညာပေးရေးနဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေးတင်တဲ့ကြောင့် AERDTC ခန်းမမှာဉာဏ်ရည်တုနီးပညာအကြောင်းသိကောင်းဆရာများကောင်းဆင်ဖြင့်ကျင်းပရာစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာတင်ထွန်းကစိုက်ပျိုးရေးဆိုင်ရာမြည်သည့်နီးပညာတွင်မဆိုတောင်သူများပူးပေါင်းပါဝင်လာခြင်းဖြင့်ပုံမိုထိရောက်သောဖွံ့ဖြိုးတိုးတက်မှုစီသို့ရှောင်လန်းနိုင်မှာဖြစ်ကစိုက်ပျိုးရေးဆိုင်ရာ AI နီးပညာဖွံ့ဖြိုးတိုးတက်မှုမှသည်နိုင်ငံတော်စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီလှမ်းချိနိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်ဆက်လက်ပြီးနိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနလေးအမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှစီမံကိန်းဒါရိုက်တာကလက်ရှိဆောင်ရွက်လျက်ရှိသောတောင်သူကြီး AI နှင့်ပတ်သက်၍တင်ပြဆွေးနွေးကတက်ရောက်လာကြသူများရဲ့မေးမြန်းဆွေးနွေးမှုများပေါ်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ပါသည်အဒီနောက်ဒုတိယဝန်ကြီးကစိုက်ပျိုးရေးသုတေသနဦးစီးဌာနလက်အောက်ရှိစဘာတိနဲ့သုတေသနဗဟိုဌာနသို့တွားရောက်၍သုတေသနပြုစမ်းသပ်ထားသောပြိုးပင်အစင်းမှာ night break ဆောင်ရွက်ထားသည့်ပေါ်ဆန်းစဘာရဲ့အပင်ဖြစ်ထွန်းမှုနှိုင်းယှဉ်စမ်းသပ်ထားရှိမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်တာများကိုမှာကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။